အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့စုမြတ်လို့ဖြစ်ပါတယ်ညီမက KMC ကုမ္ပဏီမှာ TV နဲ့တလားကျော်နဲ့လှုပ်ခဲ့ရပြီးတော့လှုပ်ထုတ်ချင်းခံခဲ့ရပြီးကုမ္ပဏီဘက်ကလေစိတ်ကိုအတင်းကျပ်ပြန်ပို့ချင်းခံခဲ့ရတဲ့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာညီမကမတ်ထက်နဲ့ဟောင်းရဲ့အကူအညီမှုကြောင့်စလုံးထဲကိုပြန်ဝင်လာနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာညီမကဟောင်းရဲ့အကူအညီနဲ့ပဲ M1 မှာညီမရဲ့ရပိုင်ခွင့်တွေကိုပြန်တောင်းဆိုခဲ့ပါတယ်ညီမအခုဒီဗီဒီယိုတင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ညီမရဲ့ agency ဖြစ်တဲ့ ZNW Training Center က message မှာတင်ထားတဲ့အချက်လက်တွေကမကန်ကြောင်းကိုညီမကထောက်ပြဖြည့်ချင်းကြည့်လို့ဒီဗီဒီယိုကိုတင်ဖြစ်ပါတယ်ညီမက6လပိုင်း25ရက်နေ့မှာသူက ZNW agency မှာဖွင့်တဲ့တင်တန်းကိုညီမဆက်တက်ခဲ့ပါတယ်6လပိုင်း28ရက်နေ့မှာညီမကိုagency မှာဖွင့်တဲ့ interview တစ်ခုရှိရညီမလေးစိတ်ဝင်စားရင်ဝင်ဖြေပါလားဆိုလို့ညီမဝင်ဖြေခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမကို interview တဲ့တစ်ဖက်ကုမ္ပဏီကအမကညီမ manager လုပ်ပြပါတယ်အဲ့ဒီနာမည်ကတော့ရွှေစင်ဦးပါအဲ့ဒီအချိန်မှာညီမ interview နေတဲ့အချိန်မှာညီမ interview ပြီးတဲ့အချိန်မှာညီမ interview အောင်ပြီးတဲ့အချိန်မှာညီမကိုဒီလောက်ကတီးပြီးပါလို့ရွှေစင်ဦးရောမက်စင်မှာရောညစလုံးတစ်ခုမှမပြောခဲ့ပါဘူးအဲ့ဒီနောက်ညီမက interview အောင်နေဆိုလို့ညီမကိုဒီဘုသကြီး900သွင်းရမယ်ညီမလေးဆိုလို့ညီမဒီဘုသကြီး900အပြင်ကိုညီမက passport က BG ဖြစ်တဲ့အတွက် time visa 6သိန်းခွဲပါညီမသွင်းခဲ့ရပါတယ်အဲ့ဒီနောက်ညီမ MBA ကြာပြီးရောနောက်မှာညီမကိုဒေါ်လာ1800ရွေးလမ်းကြောင်းရှင်းကဆိုပြီး45သိန်းညီမထပ်ပေးခဲ့ရပါတယ်ညီမပေးခဲ့တဲ့ agency fee အလုံးစုစုပေါင်းကတော့ agency fee 2300ရွေးလမ်းကြောင်းရှင်းက45သိန်းရွေးနောက်ပြီးတော့ညီမရဲ့ time visa ကြီးဆိုပြီးတော့6သိန်းခွဲညီမပေးခဲ့ရပါတယ်ညီမဒီနေရာမှာကြားပြနေတဲ့တခုပြောချင်တာကတော့ညီမကဘွယ်ရဗီဇာတက်ဖြစ်ပါတယ်ညီမကဂျပန်ကိုသွားဖို့ရွေးချက်ရှိရတဲ့အတွက်ညီမဂျပန်စာကိုနှစ်လေ့လာခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမနောက်ပိုင်းမှာဂျပန်သွားဖို့ကြံ့ကြာမယ်ဆိုပြီးတော့ထွက်ရလွယ်ကူတဲ့ဒီမှာစာလုံးကိုထိုင်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲညီမကအင်္ဂလိပ်စာလေ့လာဖို့အတွက်အရန်အချိန်မရခဲ့ပါဘူးဘာလို့ဆိုတော့ညီမက6လပိုင်းနဲ့15ရက်နေ့မှာတင်းနဲ့ဆက်တက်ပြီးတော့6လပိုင်းနဲ့18ရက်နေ့မှာအင်တာဗျူးအောင်ခဲ့တဲ့ညီမအင်္ဂလိပ်စာလေ့လာဖို့အချိန်မရခဲ့ပါဘူးအဲ့ဒါကိုညီမကိုမက်ဆင်မှာသူ့ရဲ့ဗီဒီယိုမှာပြောသွားပါတယ်အင်္ဂလိပ်စာ language အရန်အားနေလို့ဒီစကားကတော့ညီမတို့အရန်ကြည့်ဖို့ကောင်းပါတယ်ဘာလို့ဆိုတော့ဘွဲရတဲ့ဖြစ်တဲ့အတွက်အင်္ဂလိပ်စကားကတော့လုံးဝအားမနေပါဘူးရှင်ဘာလို့ဆိုညီမကဂျပန်စာကိုသင်ထားတဲ့အတွက်တစ်ဖက်ကဟာတော့လုံးဝလေ့လာဖို့အားနေသွားတဲ့အတွက်ကတော့အတခုတော့ရှိပါတယ်သူကညီမကိုအင်္ဂလိပ်စကားအရင်အားနေလို့ပြောတဲ့အတွက်ညီမတခုတော့ပြောချင်ပါတယ်သူကဒီစာလုံးကိုအိမ်ကူနဲ့သူဘာမှမတက်တဲ့သူကအိမ်ကူနဲ့လာခဲ့ပြီးတော့ညီမကိုအင်္ဂလိပ်စကားအားနေလို့ပြောတော့ညီမတော်တော်ကြီးချင်ပါတယ်ညီမဒီလိုပြောတဲ့အတွက်ညီမအိမ်ကူအကိုအမတွေညီမတွေကိုညီမစော်ကားခြင်းမဟုတ်ပါဘူးမက်ဆင်မာရဲ့ဇယိုက်ကိုပေါ်လွင်အောင်ညီမပြပြခြင်းဖြစ်ပါတယ်ညီမပြောရတဲ့အထဲမှာအိမ်ကူအမတွေညီမတွေကိုစော်ကားလို့ဖြစ်သွားတယ်ညီမတောက်မှတ်ပါတယ်ဒီညာတွေပြီးတော့ညီမအခုညီမပြန်ဆက်လို့ရှိရင်တော့ညီမ MBA ကြာပြီးတဲ့အချိန်မှာညီမတာချီလိတ်ကိုထွက်ခဲ့ပါတယ်တာချီလိတ်မှာညီမ2ရက်နေခဲ့ရပါတယ်ညီမ2ရက်နေခဲ့တဲ့တက်ခိုကန်မှာတခုပြောချင်တာကတော့လေဒီလာအဲ့တက်ခိုကန်မကောင်းတဲ့မိန်းကလေးတွေအများကြီးပဲရှိပါတယ်တော်တော်လေးကိုဆိုပါတယ်အဲ့ဒီနောက်ပိုင်းမှာညီမထိုင်းကိုထွက်လာခဲ့ပါတယ်ထိုင်းကိုထွက်ပြီးတဲ့နောက်မှာသူကတက်ခိုကန်မှာထားရလို့ညီမကိုပြောပါတယ်တကယ်တော့အဲ့ဒါမဟုတ်ပါဘူးညီမတို့အခန်းချင်းလေးထဲမှာလူအယောက်20လောက်စုနေခဲ့ရပါတယ်ပြီးတော့ထမင်းရုံလည်း9ယောက်တစ်ဖက်6ယောက်တစ်ဖက်အလဲကျညီမတို့ချက်ပြုတ်ခဲ့ရပါတယ်အဲ့ဒီနောက်မှာညီမခွန်လာပိုင်း19ရက်နေ့မှာစင်ကာပူကိုဆာရောက်ခဲ့ပါတယ်ခွန်လာပိုင်း19ရက်နေ့မှာညီမအလုပ်စဝင်ခဲ့ပါတယ်အလုပ်စဝင်တဲ့အချိန်မှာတော့အရန်အဆင်ပြေပါတယ်အစားပိုင်းတော့နောက်ပိုင်းမှာညီမ OT ည7:00နာရီထိဆင်းရတဲ့အချိန်တွေရှိပါတယ်ည7:00နာရီထိဆင်းရတဲ့အချိန်တွေရှိတဲ့အတွက်ညီမအိမ်ပြန်မှာနောက်ကျမှစိတ်ပူတာတစ်ချောင်းရပြီးတော့ Grad Taxi ငှားလို့ရှင်ချက်ချင်းမရမှာစိတ်ပူတာတစ်ချောင်းကြောင့်ညီမ Taxi ကို10မိနစ်15မိနစ်စောပြီးတော့ခေါ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Taxi ကချက်ချင်းရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမက10မိနစ်လောက်စောပြန်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီဟာကိုကုမ္ပဏီဘက်ကသူတို့မကျင်နေဘူးဆိုလို့ညီမကို Grad Taxi ကိုလည်းတဝက်ပြန်ပေးပါတယ်ပြီးလို့ရှိရင်ညီမရဲ့တနင်္ဂနွေစာလိုအားကိုလည်းသူတို့ဖြတ်ပါတယ်အဲ့လိုနဲ့ညီမကလည်းဒီလိုအရေးယူတာစင်ပြေလေဆိုညီမလက်ခံခဲ့ပါတယ်ညီမဒီလိုနဲ့အလုပ်ဆက်လုပ်နေရင်ဩဂုတ်လ9ရက်နေ့မှာညီမကိုရုံးကိုခေါ်ပြီးတော့ဒီလိုအလုပ်10မိနစ်စောပြန်တဲ့ပြက်ချက်ကြောင့်ညီမကိုအလုပ်ထုတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာညီမကိုအခန်းထဲမှာထားပြီးတော့စာရွက်တစ်ချပေးပါတယ်ဘာစာလဲဆိုတာညီမကိုမရှင်းပြပါဘူးပြီးတော့လက်မှတ်ထိုးခိုင်းပါတယ်အဲ့ဒီအချိန်မှာညီမကိုရွှေစင်ဦးကအခန်းထဲမှာထားပြီးတော့သူကပြောပါတယ်နေဖုန်းကို9ရဲ့ဇွဲပေါ်တင်ထားခဲ့လိုက်နေရအကောင်မနဲ့ချိတ်ဆက်ရှိတယ်နေရအကောင်မကိုတိုင်မလို့ပြောပါတယ်သူပြောတဲ့အကောင်မဆိုတာကမထက်ကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာညီမကိုအခန်းထဲမှာတယောက်တည်းထားပြီးတော့သူတို့တွေလင်းလက်မှတ်ကိုတင်းဝယ်ပါတယ်ပြီးလို့ရှိရင်ညီမနေတဲ့အခန်းကိုချက်ချင်းပြန်လိုက်ပို့ပေးပါတယ်ပစ္စည်းတွေချက်ချင်းထည့်ပြီးတော့ညီမလေစိတ်ကိုတင်းလိုက်ပို့ပေးပါတယ်ပြီးတော့ညီမလေစိတ်မှာချက်ရင်ဝင်တာရော immigration ဖြစ်တဲ့ရွှေစင်ဦးကနောက်ကထက်ချက်မကွာလက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမက immigration ဘုတ်ကိုဖြတ်သွားရဖြစ်တဲ့အတွက်ညီမမထက်ကိုဖုန်းဆက်ပါတယ်အမရေညီမတော့ဒီလိုမတရားလုပ်ခံလိုက်ရပြီဆိုအမထက်ကိုဖုန်းဆက်ပါတယ်အဲ့ချိန်မှာပဲမထက်ရဲ့လမ်းညင်မှုကြောင့်ညီမဘရင်ကွင်းထဲမှာတညအိတ်ခဲပါတယ်နောက်နေ့မနက်မှာမထက်ရဲ့အကူအညီနဲ့ဟောင်းရဲ့အကူအညီနဲ့ကြောင့်ညီမဗီဇစ်ထဲရပြီးတော့စလုံးထဲကိုပြန်ဝင်လာနိုင်ခဲ့ပါတယ်ညီမအဲ့ဒီချိန်မှာပဲဟောင်းရဲ့အကူအညီကြောင့်ပဲညီမ M1 ကိုဆက်သွားခဲ့ပါတယ် M1 မှာညီမရဲ့
ညီမဒီလိုပေါ့နော်အခုမတရားလုပ်ခံရတဲ့အတွက်ကြောင့်ညီမ MON ကိုတင်ပြပါတယ်ညီမ MON ကိုတင်ပြခဲ့ပါတယ်ညီမပြန်ရယူနိုင်ခဲ့တာဘာလဲဆိုရှင်ညီမရဲ့လာစာကြီးညီမရဲ့ OTG ပြီးလို့ရှိရင်ညီမရဲ့ round dismissal ကြောင့်ညီမအဲ့ဒါတွေကိုဟုံးရကူညီကြောင့်ညီမ MON မှာပြန်ရယူနိုင်ခဲ့ပါတယ်မက်ဆင်မှာအထက်မှာပြောထားတဲ့အချက်တော့ရှိရဲဘာလဲဆိုတော့ညီမကဒီမှာပေါ့နော်လာစာ1000ခွဲရော်ကြီး1000ခွဲဆိုပြီးညီမတောင်းလို့သူပြောခဲ့ပါတယ်တကယ်တော့အဲ့ဒီရော်ကြီးကညီမတောင်းတာမဟုတ်ပါဘူးညီမလောက်ခံခဲ့ရတာတွေညီမအကုန်လုံး MON ကိုရှင်းပြပါတယ်ရှင်းပြပြီးတော့ MON မှာ TDN ရှိပါတယ် TDN ညီမကိုဒီလိုမျိုးအမောက်တောင်းလို့ရတယ်ဆိုတော့သူတို့တောင်းပေးတာပါညီမကိုညီမကိုယ်တိုင်တောင်းလို့မရပါဘူးညီမလည်းတောင်းမှန်ခွင့်မရှိပါဘူးအဲ့လိုမျိုးပြီးလို့ရှင်ဒီမှာစင်ကာပူမှာတော်များနေခဲ့လူရဲ့လူတွေအကုန်လုံးသိပါတယ်ဒီနိုင်ငံရဲ့အဲ့လိုမျိုးလို့မရဘူးဆိုတော့ဒီမှာနေရဲ့လူအကုန်လုံးသိပါတယ်ဘာလို့ဆိုဒီနိုင်ငံရဲ့အရင်နဲ့စီကံကြီးပြီးတော့ဒီနိုင်ငံရဲ့လောကိုလည်းတော်တော်များသိကြတယ်ထင်ပါတယ်ညီမမှာတော့တမန်ခွင့်မရှိဘူးပြီးတော့ညီမရမှန်ခွင့်နဲ့အကုန်လုံးပြန်ရခဲ့ပါတယ်အားအကြောင်းညီမကိုဒီမှာအလုပ်ရှင်နဲ့အလုပ်သမားညှိနှိုင်းပေးခဲ့ပါတယ်အလုပ်ရှင်နဲ့အလုပ်သမားညှိနှိုင်းခဲ့ပြီးတော့အလုပ်ရှင်ဘက်ကညီမကိုရော်ကြီးအနေနဲ့2000ပေးမယ်ဆိုလို့ညီမကလည်းလက်ခံနေတယ်ဆိုပြီးတော့ညီမအဲ့2000ကိုယူခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲညီမဒါမက်ဆင်မှာပြောသလိုမကန်နဲ့ညီမအဲ့လိုမျိုးတောင်းခဲ့ရဆိုလို့ရှိရင်DDN လည်းမလုပ်ပေးသလို MON လည်းညီမကိုပေးရမဟုတ်ပါဘူးပြီးတော့တထေးရလည်းညီမကိုညီမနဲ့နာကြီးကိုပေးရမဟုတ်ပါဘူးဘာလို့ဆိုညီမအကုန်လုံးပြောတဲ့ဟာတွေကအကုန်လုံး MON လက်ခံနဲ့တတိယလည်းသူတို့မှားတာပြီးတော့သူတို့လက်ခံလို့ညီမကိုဒီရောကြီးကိုပေးတာပါမက်ဆင်မှာပြောသလိုညီမမက်ဆင်မှာပြောခဲ့သလိုဆက်သလိုမျိုးသားဆိုညီမတပြားမှရမှာမဟုတ်ပါဘူးတကယ်တော့ညီမလည်းအဲ့လိုမျိုးသူများရှီရမတရားယူရမဟုတ်ပါဘူးညီမရဲ့နင့်နာကြီးကိုပဲညီမတောင်းခဲ့တာပါပြီးတော့ညီမအခုပြန်ရတယ်ဆိုတော့ညီမရလိုက်တာပဲပြန်ရတာပါမက်ဆင်မှာရှိမှညီမအေဂျင့်ကတပြားမှပြန်သေးပါဘူးဘာလို့ဆိုတော့ညီမကအလုပ်တီးပြီးနဲ့လာပြီးတော့လကြောင်နဲ့အလုပ်လုပ်ခဲ့ရတဲ့အတွက်အလုပ်ထုတ်ချင်းကိုခံခဲ့ရတဲ့အတွက်ညီမအေဂျင့်ဖီကိုတဝက်ပြန်ရပါမယ်ဘာလို့ဆိုတော့ညီမကသူတို့သတ်မှတ်ထားတဲ့အချိန်နဲ့ညီမမပြေသေးပါဘူးအဲဒါကြောင့်အေဂျင့်ကြီးကိုတဝက်ပြန်ရပါမယ်မက်ဆင်မှာပြောတယ်နော်အေဂျင့်ကြီးပြန်လို့ချင်းမြန်မာနိုင်ငံကိုလာယူငါအိမ်ကိုလာယူဆိုလို့အမစောင့်နေပါညီမပြန်လာယူပါမယ်ပြီးတော့မက်ဆင်မှာကြားရဲတွေကူညီပေးနေတဲ့မက်ထက်ကိုလည်းသူကရန်ဆိုင်ပြောပါတယ်အကျိုးလိုညောင်ရင်သုံးနေတယ်ဆိုပြီးပြောခဲ့ပါတယ်တကယ်တော့မက်ထက်ကသူ့ရဲ့ကိုကျိုးကိုတစ်ခုမှမကြည့်ပဲနဲ့မြမချင်းဒုက္ခအောင်နေဆိုလို့သူကကူညီပေးတာပါမက်ထက်ကိုညီမကအရန်လေးစားလုံးလို့မက်ထက်ကိုထိုင်ကြတော့မက်ထက်ကလုံးဝလက်မခံခဲ့ပါဘူးအဲ့လိုလူမျိုးကိုဒါမျိုးမကောင်းတဲ့ agency ကဖြစ်တဲ့မက်ဆင်မှာပြောတာတော့ညီမတော်တော်ခံပြင်းပါတယ်ဘာလို့ဆိုကိုကျိုးကိုတစ်ခုမှမကြည့်ပဲနဲ့ငါမြန်မာတွေဆိုပြီးတော့သူအဲ့လိုစိတ်တစ်ခုနဲ့သူအလုံးအောင်ကူညီပေးခဲ့တာပါအဲ့ဒါကိုဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ agency ကဖြစ်တဲ့မက်ဆင်မှာအဲ့လိုမျိုးပြောတော့ညီမတော်တော်ခံပြင်းပါတယ်ညီမနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ညီမကိုဒီကိစ္စမှာအလုံးပါဝင်ကူညီပေးတဲ့ဟောင်းကအကိုတွေအမတွေရောပြီးတော့မထက်ကောနေရှာမရီတာမဖေးဖေးနဲ့တကွညီမကိုအကုန်လုံးကူညီပေးတဲ့အကိုတွေအမတွေအားလုံးကိုဒီညနေညီမကျေးဇူးတင်ပါတယ်ဒီညနေလည်းကြောခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်